အားလုံးမင်္ဂလာပါဗျာဆိုတော့ဒီကနေ့ပြောလို့ဘီဒမာသင်ခန်းစာအပိုင်း9ဖြစ်တဲ့ပေါ့နော်ကမ္မထမ်းပိုင်းရဲ့နောက်ဆုံးသင်ခန်းစာဝိပဿနာကမ္မထမ်းပိုင်းဖြစ်ပါတယ်ဆိုတော့ဒီဝိပဿနာကမ္မထမ်းကိုပြီးခဲ့တဲ့တစ်ပတ်ကတော့ငါပြောလို့လေ့လာခဲ့ကြတာဆိုရင်ဥပကိလေသာ10ပါးပေါ့နော်တရားကိုပြောလို့ပြီးသွားခဲ့ပြီးဆိုဥပကိလေသာ10ပါးကြီးကတော့ဩဘာတာတို့ပီတိတို့ပတ္တတိတို့အဓိမောက္ခနော်ပက္ခဟာတို့ဒုက္ခညာနာဥပါဌာနာနဲ့ဥပိ္ပခာနောက်ဆုံးတစ်ခုကကြတော့မှနိကန္တိပေါ့နော်ဒီ10ခုမှာပထမ9ခုကတော့ဒါအာကုတုလို့ပြောလို့မရဘူးပေါ့နော်တကယ်အာကုတုအစစ်ကိလေသာအစစ်ကတော့နိကန္တိပေါ့အခုအပေါ်မှာဖြစ်လာတဲ့ထူးခြားတဲ့ဖြစ်စဉ်လေးတွေအပေါ်မှာသွားပြီးတော့သူကတာယာတက်မက်တာဆွဲလန်းတာပေါ့နော်အဲ့မှာတဏမာနဒိဋ္ဌိတွေသွားပြီးကပ်ရောက်တာအဲ့ဒါကြီးနိကန္တိဖြစ်ပါတယ်အဲ့ဒီတဏမာနဒိဋ္ဌိကပ်ရောက်လိုက်တော့မှပဲသူကညင်နွမ်းကြောင်းဖြစ်သွားတာပေါ့နော်ဝိပဿနာညင်နွမ်းကြောင်းဖြစ်သွားတာတော့ဒါတွေကိုလည်းပြီးခဲ့တဲ့ဘက်ကရှင်းပြပြီးသားဖြစ်ပါတယ်ဆိုရင်တဏမာနဒိဋ္ဌိပေါ့နော်ဒီ9မျိုးမှာသွားပြီးတော့ဆွဲတာအဲ့ဒါနောက်30နိကန္တိကဆွဲတာပေါ့နော်အဲ့ဒါကုပကိလေသာခေါ်ပါတယ်ဒါကြောင့်နောက်ဆုံးနိကန္တိတဏကပဲလေဒါကမုတ်ချဥပကိလေသာဖြစ်တဲ့အဲ့နိကန္တိကိုအာယုံပြုပြီးတော့နောက်ထပ်တဏတွေမာနဒိဋ္ဌိတွေဆက်ဖြစ်ကြတာပေါ့နော်အဲ့ဒီမှာဒီဝိပဿနာဖြစ်ဒီကမ္မထမ်းပေါ့နော်ကျင့်စဉ်ကညင်နွမ်းသွားတယ်ဒီမှာလမ်းချော်သွားတာပေါ့နော်ဘယ်အားမဲ့အဲ့ဒီလမ်းချော်သွားပြီဆိုတာကိုပြန်ပြီးတက်မှတ်တက်ဖို့လိုတယ်အဲ့တက်မှတ်သွားပြီဆိုရင်တော့ဒါမက်ကညာတဒနာဝိသုဒ္ဓိဖြစ်တယ်အဲ့လိုမို့လို့မတက်မှတ်ဘဲနဲ့အဲ့ဒီကုဏတဏမာနဒိဋ္ဌိနဲ့ဆက်သွားနေမယ်ကိုဟုတ်လာပြီအောင်မေ့နေပြီဆိုရင်တော့ဒါလမ်းချော်သွားပြီဝိပဿနာကနေပြီးတော့ဒါလွဲမှားသွားပြီပေါ့နော်အဲ့လိုမဟုတ်လို့ခုနတော့ဒီဥပကိလေသာပုံမှာဒါတွေကဖြစ်ရိုးဖြစ်စဉ်ပဲဒါတွေမှာလမ်းဆုံးမဟုတ်သေးဘူးဒါတွေကိုတာယာတက်မှတ်နေလို့မရသေးဘူးဆိုပြီးတော့တခါညုံနံတွေကိုတခါပြန်ပြီးတော့ဖြစ်ပြပြန်ရှုတာပေါ့နော်အဲ့လိုရှုလိုက်ပြီဆိုရင်တော့ဒါကမက်ကလမ်းမှန်ပေါ်ပြန်ရောက်သွားတာပေါ့နော်အဲ့လိုလမ်းမှန်လမ်းမကိုဒီမြင်တဲ့ဉာဏ်ရဲ့စင်ကြယ်ဟုတ်ပါညခိုင်နေတာကဲတော့မယ်ဆိုတော့ဒါတွေကတော့ပြီးသွားခဲ့ပြီတော့အခုဥပခါကညာတဏဝိတုဒ္ဓိအဲ့ဒါဘာလို့ကြတယ်သမတနာဉာဏ်နဲ့ဥဒိယဗျာဉာဏ်နော်ဒီနှစ်ခုကိုဒါမက်ကညာတတနာဝိတုဒ္ဓိနယ်လို့ခေါ်ပါတယ်တော့ဒီတော့ပြီးသွားပြီပေါ့နော်ကဲကောင်းပြီအခုပရိပဒညာတတနာဝိတုဒ္ဓိရောက်ပြီပရိပဒါကတော့မက်ဖို့ရောက်ကြောင်းစင်ကြယ်တဲ့ဉာဏ်အမြင်ပေါ့နော်တော့သူကဝိသုဒ္ဓိ9ပါးမှာဒါ6ခုမြောက်ဝိသုဒ္ဓိပေါ့နော်စတမဝိသုဒ္ဓိဖြစ်ပါတယ်ဆိုပရိပဒါဆိုတာကတော့မက်ဖို့ရောက်ကြောင်းအကျင့်ကိုပရိပဒါအဲ့ဒီအကျင့်ကိုရောက်ကိုမြင်တတ်တဲ့ဉာဏ်အဲ့ဒီဉာဏ်ရဲ့ဒီမြင်မှုအမြင်စင်ကြယ်တာပေါ့နော်တော့မက်ဖို့ရောက်ကြောင်းစင်ကြယ်ခြင်းပေါ့နော်ဒီလိုပြောကဲကောင်းပြီနောက်အဲ့ဒီပဋိပဒါဉာဏတတနာဝိသုဒ္ဓိကဘယ်ဒီပါလဲလို့မေးရင်တော့ဒီတိုင်းတော့ဟုတ်လား6ပါဥဒိယဗျာဉာဏ်နောက်ပိုင်းကနေစပါနော်ဥဒိယဗျာဉာဏ်နဲ့ရက်ခတ်တာမှအားမှမရှိအနုလောမဉာဏ်တိတိုင်အောင်ပေါ့နော်အဲ့ဒါဒီစိတ်တွေလက်သေးနဲ့သွားမတော့အဲ့ဒါဘာတူတော့ပိတ်လိုက်ပြီနော်ခဏလေး YNB 002ကပြောတော့မသိဘူးကဲကောင်းပါလားဆိုတော့အဲ့ဒီမှာပဋိပဒါဉာဏတတနာဝိသုဒ္ဓိကနေဘယ်ကပါဘယ်ကနေစလဲဆိုတော့ဥဒိယဗျာဉာဏ်နောက်ပိုင်းကနေစပြီးတော့အနုလောမဉာဏ်တိုင်အောင်ဥပါသောဝိပဿနာအစုကြီးအဲ့ဒီအစုကြီးကိုပဋိပဒါဉာဏတတနာဝိသုဒ္ဓိခေါ်တယ်အဲ့ဒါဒီမဲ့ဉာဏ်ကိုရောက်ကြောင်းအကျင့်ရဲ့လမ်းမှန်လို့မြင်တဲ့အမြင်ပေါ့နော်အဲကောင်းပြီဆိုရင်နောက်ဥဒိယဗျာဉာဏ်ဒါတွေလက်ရှိမှာတော့ပြောပြီးသားပေါ့နော်ဆိုရင်ခုနကတော့မက္ကမညာတတနာဝိသုဒ္ဓိဆင်မှာတော့ဒါဒီဥရိယဗျာဉာဏ်မပြီးသေးဘူးမက္ကမညာတတတိဝိသုအဆင့်ဆိုတာကဥရိယမဉာဏ်ဒီစပြီးကျင့်ကာစပေါ့နော်ဖြစ်ပျက်ကိုမြင်တဲ့အချိန်ပေါ့လေအဲ့ဒီအချိန်မှာလမ်းမကိုရောက်တယ်တဏှိပရင်ဥပကိလေသာတွေပေါ်တယ်အဲ့ဒီမှာပေါ်လို့မှ
လမ်းမှန်ဘက်ကိုရောက်သွားပြီဆိုရင်တော့ဒါမက္ကမက္ကဉာဏတဝိတ္တုဖြစ်တယ်အခုပရိပဒါကကြတော့ပရိပဉာဏတတနာဝိတ္တုကကြတော့အဲ့ဒီဥပိယဉာဏ်ကိုပဲနော်တခါအားကောင်းလာအောင်အားထုတ်တယ်အားထုတ်တော့ဘယ်ဟာပဲအားထုတ်တော့ခုနကတော့ယုံဉာဏ်တို့ဖြစ်ပျက်ပဲပေါ့နော်ဖြစ်ပျက်ကိုပဲဆက်ပြီးတော့အားထုတ်သွားတာအားထုတ်သွားပြီးတဲ့နောက်မှာဆိုရင်ဘင်္ဂဉာဏ်ဖြစ်မယ်ဒါကတော့ဒီအပြက်တွေကိုပဲရှုတော့တာပေါ့နော်ခုနကဖြစ်ပျက်နှစ်ခုရှုနေရနေပြီးတော့အပြက်ကိုရှုမယ်နောက်တစ်ခါဘယဉာဏ်နော်ဒါကတော့ဘေးလို့မြင်တဲ့ဉာဏ်ပေါ့နိဖြစ်ပျက်တွေကြီးပဲဘယ်ချိန်ပဲကြည့်ကြည့်ဖြစ်ပျက်တွေကြီးပဲမြင်နေရတာပေါ့နော်တခြားလည်းဘာမှမြင်ကြရလည်းမရှိဒါပဲရှိတော့ဒီလိုရှိမှပြောခဲ့သလိုယုံဉာဏ်ဟောတာတကယ်မြင်ဖြစ်ပျက်ကမြင်ပြီးသားပဲပေါ့နော်။ကြောင့်ယုံဉာဏ်ကိုဒီပြတော့ဘီဒီမှာတင်ထားတဲ့ပုံကူများကြတော့ကောင်းကောင်းနားလေနော်အဲဒီစာတွေ့အဖြစ်နားလေတယ်ပေါ့လေအဲဒီစာတွေ့ဖြစ်နားလေတာကိုဒီပြတော့ခန္ဓာထဲမှာကိုကရှုရရှာပြီးတော့ရှုရပါပေါ့နော်အဲခန္ဓာကိုယ်ထဲမှာယုတ်ဆိုတာပါလဲနာဆိုတာပါလဲဒါတွေကိုတိကျတာမြင်လို့ရှိရင်သူကဖြစ်ပျက်ကမြင်ပြီးသားပေါ့နော်တရားအဲ့လိုဖြစ်ပျက်တွေပဲမြင်တဲ့အခါမှာတစ်ခါကြာတော့ဘာဖြစ်လဲဆိုဘေးလို့မြင်နော်ဖြစ်ပျက်တွေကဒါဒီဒုက္ခပြီးနေတယ်ပေါ့နော်အမြဲတမ်းကိုနှိပ်စက်နေတယ်လို့မြင်တဲ့အတွက်ကြောင့်ဘေးလို့မြင်တာနော်အဲနောက်ကအာဒီနဝအပြည့်မြင်မယ်နိဗ္ဗိဒာညင်းငွေမယ်မောစိတုကမြတာအဲ့ဒီဖြစ်ပျက်ကနေပြီးတော့လွတ်မြောက်ခြင်းတယ်ပေါ့နော်ဒါတွေကတောက်လျှောက်ဆက်ပြီးတော့ဖြစ်တယ်သူတို့ကတော့ဒါတပေါင်းနဲ့ဖြစ်လေဖြစ်တာရှိတယ်ညင်းငွေတယ်အပြည့်မြင်တယ်ညင်းငွေတယ်လွတ်မြောက်ခြင်းတယ်เนาะဒါတွဲပြီးတော့ဖြစ်တယ်ဒါလည်းပြီးခဲ့တဲ့မနေ့ကပြီးခဲ့တဲ့ဘက်ကပြီးသွားပါပြီเนาะနောက်တစ်ခါကျတော့ပရိပဒါဉာဏ်ဆိုရင်ဘုဇိကမြတ်ဉာဏ်ပြီးသွားပြီဝိပဿနာဉာဏ်ပြီးသွားတဲ့အခါမှာပဋိသင်္ခာဉာဏ်ရောက်ပြီဆိုတော့လွတ်တော်လွတ်မြောက်ခြင်းတယ်သို့တော်လည်းဒါကြီးကတော့ဒီကိုယ်တဏ္ဍာမှာအမြဲတမ်းရှိနေသေးတာပေါ့เนาะဒါကြီးတွေကိုအဆုံးသတ်သွားဖို့ဆိုရင်ဘာကိုပြန်ရှုတယ်ဆိုတော့အဲ့ဒီယုံ nant တို့ကိုပဲဖြစ်ပြတစ်ခါထပ်ပြန်ရှုတယ်เนาะဒါကိုတဖန်ပြန်လဲသိမ်းဆဲတဲ့ဉာဏ်လို့ခေါ်တာပေါ့เนาะခုနကတော့လွတ်မြောက်ခြင်းတဲ့ဉာဏ်ကိုကျော်သွားတဲ့အခါမှာပြန်သိမ်းဆဲတဲ့ဉာဏ်တော့အဲ့ဒါပြီးတဲ့နောက်မှာဆိုရင်တော့သင်္ခါရုပ္ပကဉာဏ်အဲ့ဒီလိုညီငွေတဲ့ဉာဏ်ကနေပြီးတော့လွတ်မြောက်ခြင်းတဲ့ဉာဏ်ပေါ့နော်မုစိကမြတ်ဉာဏ်ကျော်လို့ရှိရင်တော့ပြန်လဲသိမ်းစီးတဲ့ဉာဏ်ပဋိသင်္ခါဉာဏ်အဲ့ဒီပဋိသင်္ခာဉာဏ်ကျော်သွားပြီဆိုတော့သူကဘာဖြစ်လာမလဲဆိုတော့ယုံ nant တို့ရဲ့ဒီဖြစ်တာပြက်တာတွေပေါ်မှာตายရတာလည်းမရှိဘူးစန့်ကျင်တာလည်းမရှိဘူးကြိုက်တာလည်းမဟုတ်မုန်းတာလည်းမဟုတ်ပေါ့နော်သူ့သဘောကိုသူ့တဘာဝအတိုင်းလေးပဲကိုယ်လက်ခံပြီးတော့လိလူရှုတဲ့သဘောနဲ့ရှုတဲ့ဉာဏ်ပေါ့တယ်အဲ့ဒါသင်္ခါရုပ္ပကဉာဏ်ပေါ့နော်ဆိုရင်အဲ့ဒီသင်္ခါရုပ္ပကဉာဏ်ကတော့ဒါဒီနှစ်သက်ချင်းကြောက်ခြင်းမရှိဘဲနဲ့ပေါ့နော်လိလူရှုတဲ့အနေနဲ့ဖြစ်ပျက်ကိုပဲဆက်ရှုတယ်သင်္ခါရုပ္ပကဉာဏ်ကျော်ပြီဆိုရင်တော့အနုလောမဉာဏ်ဖြစ်ပြီအနုလောမဉာဏ်ဒါကတော့ဝိပဿနာဉာဏ်မှာတော့ဒါတော့အမြင့်ဆုံးပဲပေါ့နော်အနုလောမဉာဏ်သူအထက်မဲ့ဒီအစဉ်ရအောင်တော့ထက်မဲ့ဒီနဲ့လျော်တဲ့ဉာဏ်ဒီပေါ်ရင်အထက်မဲ့နဲ့လည်းလျော်တယ်အောက်ကဒီဝိပဿနာဉာဏ်နေနဲ့လည်းပဲလျော်တဲ့ဉာဏ်နှစ်ခုကိုဆက်ပြီးတဲ့ဉာဏ်ပေါ့နော်ဒီလိုပြောရမယ်ဆိုရင်သင်္ခါရုပ္ပကဉာဏ်မှာသင်္ခါရတို့ကိုဣလူရှုပြီးတော့ရှုပတ်များတဲ့အခါမှာနေစာဒုက္ခအနတ္တပေါ့ဒီမှာဖြစ်ပြလို့ရှုရများတဲ့အခါမှာသင်္ခါရတို့အာယုံမပြုလို့တော့ပဲနဲ့သင်္ခါရကလွတ်မြောက်ရနိဗ္ဗာန်ဆိုစိတ်ကညွတ်နေတာလွတ်မြောက်ခြင်းနဲ့မုဒ္ဒိကမြတ်တာပြန်သိမ်းဆဲတဲ့ပဋိသင်္ခါပြန်ရှုတဲ့အခါမှာသင်္ခါရုပ္ပခါနဲ့ရှုပြီးတဲ့အခါမှာဆိုရင်တော့ तू ကလွတ်တော်လွတ်မြောက်ခြင်းနဲ့ဒါပေမဲ့လွတ်မြောက်လို့မရသေးဘူးဒါပေမဲ့စိတ်ကတော့ဒီသင်္ခါရတွေရဲ့လွတ်မြောက်ရပေါ့နော်နိဗ္ဗာန်ကိုတော့ तू ကတော့စိတ်ကညွတ်နေပြီနော်အဲ့လိုညွတ်နေတဲ့အခါမှာနိဗ္ဗာန်တော့ तू မမြင်ရသေးဘူးပေါ့နော်မမြင်ရသေးဘူးဖြစ်ဖြစ်ဒီပဲရှုနေရင်းနဲ့မှနိဗ္ဗာန်ကိုဆက်ရှာအဲ့လိုရှာနေရင်းနဲ့မှနိဗ္ဗာန်ကိုဒီနည်းပေါ်ရင်မဉ္ဇဉ်ပေါ့လေမဉ္ဇဉ်ကိုရလောက်တဲ့အချိန်ပေါ့အချိန်ရောက်ပြီလဲဆိုရောပရိကံဥပ္ပဇာအနုလောမဂေါတရပူမက်ဆိုတာပေါ့နော်ဒီလိုမက်ကဝိထိမှာလေ့လာခဲ့ကြတယ်ဆိုအဲ့ဒီမှာဒါတော့တကယ်ပေါ့မက်ရတော့မယ်အဲ့နောက်ဆုံးဝိထိလေးပေါ့နော်မက်ကိုရသေးတဲ့ဝိထိလေးမှာပရိကံဖြစ်မယ်ဥပ္ပဇာအနုလောဒါတွေကလည်းတို့ရှေ့မှာလေ့လာခဲ့ပြီးသားတွေပဲနော်ဒါဒါဥပ္ပဇာသမာဓိဇောတွေပေါ့နော်
ဆိုရင်ပရိကံဥပဇာအနုလုံးเนาะဒါကိုသွားမယ်သွားပြီးတဲ့အခါမှာအဲ့၃မျိုးပေါ့ဒီဉာဏ်၃မျိုးကိုတော့အနုလောမဉာဏ်လို့ခေါ်တယ်တော့ပရိကံဥပဇာအနုလောမအဉာဏ်၃ခုကိုအနုလောမဉာဏ်ပေါ့เนาะဒါဆိုရင်ဝိပဿနာမှာအမြင့်ဆုံးပဲဆိုဝိပဿနာမှာပရိကံဥပဇာအနုလုံးဒီအမြင့်ဆုံးပဲပေါ့เนาะအဲဒီနောက်မှာ Gottrebu အဲ့ဒါကဒါတော့သူကနိဗ္ဗာန်ရောက်သွားပြီပေါ့နိဗ္ဗာန်ကိုမြင်သွားတာပေါ့လေခုနကတော့ပရိကံဥပဇာအနုလုံးကကြာတော့ဆိုရဲအနုလောမဉာဏ်ကကြာတော့သူကနိဗ္ဗာန်ကိုမမြင်သေးဘူးခုနယုံ nant တွေကိုပဲဒါဖြစ်ပြရှုနေတော့မယ်အဲ့ဒီနောက်မှာ Gottrebu ရောက်ပြီဆိုရင်တော့ဒါသူကဖြစ်ပြကိုမရှုတော့ဘူးသူကနိဗ္ဗာန်ကိုအာရုံပြုပြီးတော့မှမက်ကိုရောက်တယ်ဆိုတော့ဒီမှာပြောချင်တာကအနုလောမဉာဏ်ဒီပရိကံဥပဇာအနုလောမပေါ့နော်ဒီဉာဏ်၃ပါးကိုခေါ်တာ Gottrebu ကကြာတော့အနုလောမဉာဏ်ထဲမှာမရောက်တော့သူကနော်ဒီကြာသူကကြတော့ဒီဝိပဿနာဉာဏ်ကိုကျော်သွားပြီပေါ့နော်ကဲကောင်းဘုဒ္ဓနာဂာမိနိပฏิပဒါဒါလေးကိုထည့်ပြီးတော့ဒီနေရာလေးမှာရှင်းပြဖို့လိုတယ်။ဘာကြောင့်ဒီစကားလုံးလေးကဝိပဿနာမှာအရေးကြီးတဲ့နာမည်လေးတစ်ခုပေါ့နော်။ဆိုတော့ဝုဋ္ဌာဏဆိုတာဒီကတော့မက်ကိုခေါ်တာပါ။မက်ဉာဏ်ခေါ်တာပေါ့နော်။ဂာမိနိရောက်စေတာ။အနည်းပြောရင်မက်ဉာဏ်နဲ့အလွန်နိကတ်တယ်နော်။နိကတ်တဲ့ဝိပဿနာကိုဝုဋ္ဌာဏဂာမိနိဝိပဿနာလို့ခေါ်တယ်။ဆိုတော့ဝုဋ္ဌာဏဂာမိနိဝိပဿနာမှာဆိုရင်ခုနကတော့ပရိကံတို့နုလုံးတို့ Gottrebu တို့ဒါတွေကဒါဝိပဿနာမက်ကိုရောက်စေတဲ့နောက်ဝိပဿနာရဲ့ဒါအမြင့်ဆုံးအဆင့်တွေပဲပေါ့နော်ဒါကိုပြန်ခေါ်တာပါဆိုတော့မဉ္ဇဉ်ကနိဗ္ဗာန်ကိုအာရုံပြုတယ်သင်္ခါရနမိတ်ကနေလွတ်မြောက်တယ်ဒါထမြောက်တယ်ပေါ့နော်ထမြောက်တဲ့အတွက်ကြောင့်ဝုဋ္ဌာဏခေါ်တယ်ဘယ်ရထလာလဲဆိုရင်သင်္ခါရဆိုတဲ့အာယုံနမိတ်ကနေလွတ်မြောက်သွားလို့ဒါမက်ကိုဝုဋ္ဌာဏလို့ခေါ်တယ်မရပြီဆိုရင်တော့ဒါတဏ္ဍာမှာခန္ဓာအစဉ်ကြီးကထပ်ပြီးတော့မဖြစ်တော့ဒါကြောင့်ဒီခန္ဓာတဏ္ဍာခန္ဓာအစဉ်ကနေပြီးတော့ပြတ်သွားတဲ့အတွက်ကြောင့်ဒီဝိတုကနေပြလွတ်မြောက်သွားတဲ့အတွက်ကြောင့်လည်းဝုဋ္ဌာဏလို့ခေါ်တယ်ပေါ့နော်ဒါဝုဋ္ဌာဏခေါ်တာက2မျိုးပေါ့လေသင်္ခါရနမိတ်ကလွတ်မြောက်လို့လည်းခေါ်တယ်နောက်တစ်ခုကတဏ္ဍာဝိတ်ကနေလွတ်မြောက်သွားလို့လည်းခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ရဲ့နောက်ဆုံးအထွတ်ထိပ်ပိုင်းခေါင်ထိပ်သင်္ခါရုပ္ပခလို့ခေါ်တာပေါ့နော်ဒီနေရာလေးမှာတော့ဒါဆရာတော်ကြီးရဲ့အသုံးလုံးနဲ့ပြောမယ်ဆိုရင်တော့ခေါင်ထိပ်သင်္ခါရုပ္ပခဉာဏ်ဆိုတာသင်္ခါရုပ္ပခဉာဏ်ရဲ့ဘယ်လိုခေါ်မလဲအမြင့်ဆုံးပိုင်းလေးပါမယ်နောက်တစ်ခါအနုလောမဉာဏ်3မျိုးပါတော့သင်္ခါရုပ္ပခဉာဏ်ရဲ့အဆုံးဘောတော့လေနောက်ပိုင်းနဲ့အနုလောမဉာဏ်ပေါ့နော်အဲ့ဒါကိုဝုဋ္ဌာဏဂါမိနိဝိပဿနာလို့ခေါ်တယ်ဆိုတော့သူကတေချာပေါက်သူကဟိုဘက်မက်ကိုသူကတေချာပေါက်ရောက်ပြီပေါ့နော်ဒီလိုပြောရအောင်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာမှအနုလောမဉာဏ်ပြီးဒီမှာ Gottrebu ဖြစ်တယ် Gottrebu ကကြတော့ခုနကတော့ဝုဋ္ဌာဏဂါမိဝိပဿနာထဲမှာမပါဘူးပေါ့နော်သူပုရုဇဉ်နဲ့ကိုဖြတ်ပြီးတော့ဒါအရိယာနဲ့ကိုပို့တဲ့ဉာဏ်ပေါ့နော်တော့မေဃဝိတိမှာပါတဲ့ပရိကံဥပဇာအနုလုံတို့ဒီဒါယုံ nant တို့ရဲ့ဒီဖြစ်ပျက်ကိုရှုတာဖြစ်ပျက်ဆိုတော့ဒါအိဋ္ဌဒုက္ခအနတ္တပေါ့နော်လက္ခဏာကြီးတစ်ပါးပါးကိုသူရှုနေရင်းနဲ့မှ Gottrebu စိတ်လည်းရောက်ရောသူကတော့ယုံ nant ကိုအာယုံမပြုတော့ဘဲနဲ့နိဗ္ဗာန်ကိုအာယုံပြုသွားတယ်ဆိုတော့အဲဒီလိုမက်ရှိကနေပြီးတော့နိဗ္ဗာန်ကိုညွှန်ပြတတ်တဲ့အတွက်ကြောင့်ဒါအဝဇန်နဲ့မက်ဇောတွေပူဇောတွေရှိအဝဇန်နဲ့တူပေါ့နော်ဆိုတော့ဒီလိုဒါမေဃဝီထိမှာ sorry မနောရတာဝီထိတွေပေါ့နော်ဒီကျောင်းတွေမှာလေ့လာခဲ့ပြီးသားဖြစ်ပါတယ်တော့တနည်းပြောမယ်ဆိုရင်တော့ Gottrebu ကဟိုထဲမှာပါတာပေါ့နော်ဥပ္ပဇာရသမารီဇောတွေထဲမှာပါတယ်ပေါ့နော်ဥပ္ပဇာသမารီဇောပြီးသွားတာနဲ့တကွာမက်ဇောပူဇောတွေကြာတာဒါတွေကဆိုအဲဒီမှာသူအဝဇန်နဲ့တူတယ်ပေါ့နော်သူဒီပြောမယ်ဆိုတော့မနောရဝဇန်ပေါ့နော်အဲ့ဒီစိတ်မျိုးနဲ့တူတယ်လို့ပြောတာကဲကောင်းပြီဆိုတော့ဒါက Gottrebu သူကတော့ဘုဒ္ဓနယ်ကိုဖြတ်ပြီးတော့အရိယာနယ်ကိုရောက်စေတယ်ပေါ့နော်တော့အနုလောမဉာဏ်နဲ့ Gottrebu ရဲ့တတ္တိထူးခြားချက်ကလေးပေါ့
ဒီနေရာပြောချင်တာအနုလောမဉာဏ်မှာဉာဏ်၃ပါးပါမယ်ပရိကံဥပ္ပဇာအနုလောမဂေါတရဘူကတသက်တစ်ခုပေါ့နော်ပရိကံဥပ္ပဇာအနုလောမဥသောအနုလောမဉာဏ်ဒီမောဟအမောင်ကိုဖယ်ရှားနိုင်တော့လဲနိဗ္ဗာန်ကိုမမြင်နိုင်ဘူးဟောဒါကအရေးကြီးတယ်သူကတော့ကိလေသာကိုဖယ်နိုင်တယ်နော်ဒီပရိကံဥပ္ပဇာအနုလောမကတော့ဒါပေမဲ့နိဗ္ဗာန်တော့မမြင်နိုင်ဘူးဂေါတရဘူကကြတော့နိဗ္ဗာန်တော့မြင်တယ်ဒါပေမဲ့ကိလေသာကိုမပယ်နိုင်ဘူးပေါ့ဒီနှစ်ခုကထူးခြားချက်ရှိတယ်ပေါ့နော်တော့ဒီနေရာမှာဒီခုနပရိကံဥပ္ပဇာနုလုံးနဲ့ဂေါတရဘူတို့ရဲ့ပုံစံလေးပေါ့နော်ဒါလေးဥပမာပြရမယ်ဆိုရင်တော့ဒါနက္ခတ်ဆရာတယောက်ကညအခါမှာနက္ခတ်ကိုကြည့်မယ်ပေါ့ကြည့်တဲ့အခါမှာအိမ်တွေကဖုံးနေတယ်ဒါနက္ခတ်ကိုမမြင်ရဘူးအဲ့လိုအချိန်မျိုးမှာလေပြင်းတစ်ချက်တိုက်လို့ရှိရင်ဒီကြမ်းတမ်းနဲ့တနည်းပြောရင်ထူထပ်တဲ့တိမ်တွေကပေါ့နော်လွင့်သွားမယ်ဒါအကျမ်းပထမတစ်ချိန်တိုက်တာနောက်တဲ့ဒုတိယချိန်ထပ်တိုက်မယ်ဆိုတော့အလတ်စားပေါ့တိမ်ချမ်းတွေလွင့်သွားအောင်မယ်နောက်တတိယအချိန်ထပ်တိုက်တယ်ဆိုရင်တော့ကျန်တဲ့တိမ်ကြီးတွေအကုန်လွင့်သွားအဲ့လိုလွင့်သွားပြီဆိုတဲ့အချိန်ကျတော့နက္ခတ်ကိုကောင်းစွာမြင်ရတယ်နော်ဒါဥပမာနက္ခတ်ဆရာတယောက်ရဲ့ဥပမာနဲ့ရှင်းပြတာတော့နက္ခတ်ဆရာကအဓိကကတော့ဒီနက္ခတ်ကိုမြင်ဖို့အတွက်ကြည့်တာပဲကြည့်ပေမဲ့တိမ်ကြီးဖုံးတော့မမြင်အောင်မမြင်လို့၃ချိန်လေတိုက်လိုက်ရနော်လေ၃ချိန်တိုက်လိုက်တဲ့ခါကျတော့မှတိမ်ကြီးလွင့်ပြီးတော့နက္ခတ်ကိုကောင်းစွာမြင်ရတယ်လို့ပဲတဲ့ဒီနုလောမနဲ့ဂေါတရဘူရဲ့တတ္တိကပေါ့နော်တော့ဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့အဓိကတော့ဟိုနိဗ္ဗာန်ကိုရောက်ဖို့ပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ပဲပေါ့နော်ဒါအာထုတ်ကြတရားထုတ်ကြတယ်အာထုတ်တဲ့အခါမှာပထမဒီကိလေသာပေါ့နော်ကိလေသာအမောင်တွေကကွယ်နေလို့နိဗ္ဗာန်ကိုမမြင်ရဘူးအဲ့ဒီအချိန်မှာခုနကတော့ပရိကံဆိုတဲ့လေနော်ပရိကံဆိုတဲ့ဉာဏ်ပေါ့လေဉာဏ်ကပထမတစ်ချိန်ကိလေသာကိုပယ်တယ်ဥပ္ပဇာနောက်ဒုတိယအလတ်စားကိလေသာကိုပယ်တယ်အနုလောမဉာဏ်ကဉာဏ်နဲ့ကိလေသာကိုပယ်လိုက်တယ်ပယ်လိုက်တဲ့အခါကျတော့မှကိလေသာကင်းပြီးတော့မှနိဗ္ဗာန်ကိုဂေါတရဘူကမြင်ရတာနော်ဒီရှစ်ဉာဏ်၃ပါးကပယ်ပြီးတော့မှဂေါတရဘူကကြမှာနိဗ္ဗာန်ကိုလှမ်းပြီးတော့မြင်လိုက်ရတယ်နော်အဲ့ဒီပုံစံမျိုးသူရှင်းပြထားတာဥပမာလေးပေါ့နော်တော့တွေ့တော့ဘက်ကဝိထိမှာလည်းလူလေ့လာခဲ့ပြီးပြီမနောဒရဝဇံပရိကံဥပ္ပဇာနုလောဂေါတရဘူပြီးတော့မှမဲ့ဖို့ဒီလိုလာတာပေါ့နော်ဆိုတော့ပရိကံတစ်ချိန်ပယ်တယ်ဥပ္ပဇာနောက်တစ်ချိန်ထပ်ပယ်ဒုတိယချိန်ပယ်တယ်အနုလောကတတိယချိန်ပယ်တယ်ပြီးတော့မှဂေါတရဘူကနိဗ္ဗာန်ကိုမြင်တယ်ပြီးတော့မှမဲ့ဉာဏ်ကနိဗ္ဗာန်ကိုလုံးလုံးမြင်တယ်နော်ဒီနေရာလေးမှာဒါလေးကိုပြန်မှတ်ထားဖို့လိုမယ်ရှင်းဉာဏ်၃ပါးကဥပဒနာဉာဏ်၃ပါးကကိလေသာကိုတော့ပယ်တယ်နိဗ္ဗာန်ကိုမမြင်ဘူးဂေါတရဘူကကြတော့နိဗ္ဗာန်ကိုတော့မြင်တယ်ကိလေသာကိုမပယ်နိုင်သေးဘူးပေါ့နော်ကဲကောင်းဒါဆိုရင်မဲ့ဉာဏ်ရောက်ပြီပေါ့ဉာဏတတနာဝိတ္တုဒါမဲ့ဉာဏ်၄ပါးရောက်ပြီဂေါတရဘူစိတ်ချုပ်ပြီးတဲ့နောက်မှာတပြိုင်နက်တည်းဒါ message ပေါ်ပြီအဲဒီ message ပေါ်တဲ့အခါမှာ message ကနိဗ္ဗာန်ကိုဒါအာရုံပြုတာနော်တော့အဲ့ဒီ message ပေါ်တဲ့အခိုက်မှာသူကသစ္စာ၄ပါးကိုဒါတပြိုင်နက်တည်းသူကဖြစ်စေတာပြီးစေနော်ပြီးမြောက်စေဘာသစ္စာလဲဆိုရင်ဒုက္ခသစ္စာကိုလည်းပိုင်းခြားပြီးတော့သိတယ်ဒါဖြစ်ပြပေါ့နော်သိတယ်သမုဒိယသစ္စာဆိုတဲ့ကိလေသာကိုလည်းပယ်တယ်និရောဓသစ္စာကိုလည်းနိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုတယ်မဂ္ဂသစ္စာကိုလည်းပွားပြီးသားဖြစ်တယ်ဒါတပြိုင်နက်ဖြစ်တာ message အခိုက်နော်၃မျိုး၄မျိုးလုံးတပြိုင်နက်ဖြစ်ဥပမာစီမီတောက်လိုက်တာနဲ့ကမီးစာကိုလည်းလောင်ပြီးသားဖြစ်တယ်အမောင်လည်းခွင်းပြီးသားဖြစ်တယ်အလင်းရောင်လည်းဖြန့်ပြီးသားဖြစ်တယ်စီကိုလည်းခမ်းပြီးသားဖြစ်စေနော်ဒီ၄ခုကိုတပြိုင်နက်ဖြစ်တယ်လို့ပဲမဲ့ဉာဏ်ကလည်းပဲဒီကိစ္စ၄မျိုးပေါ့နော်ဒါတပြိုင်နက်ဖြစ်စေဆိုတော့ဒီနေရာလေးမှာဖြတ်ပြောရဘူးလို့မှာပေါ့နော်ခုနကရှေ့တုန်းကပြောခဲ့တယ်အနုလောမဉာဏ်၃ပါးပရိကံဥပ္ပဇာအနုလောမဒီဉာဏ်၃ပါးဒီကိလေသာတော့ပယ်တယ်နိဗ္ဗာန်တော့မမြင်ဘူးဂေါတရဘူကကြတော့နိဗ္ဗာန်တော့မြင်တယ်ကိလေသာတော့မပယ်ဘူးသူတို့ရဲ့နောက်မှာလာတဲ့မဲ့ဉာဏ်ကကြတော့
ကိလေသာလည်းပယ်တယ်ဒီမှာနော်သမုဒယသစ္စာလည်းပယ်တယ်နိရောဓသစ္စာလည်းနိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုတယ်ဒုက္ခသစ္စာကိုလည်းပိုင်းခြားပြီးတော့သိတယ်ဒါတော့ဒီဖြစ်ပျက်တွေကတကယ်ဒုက္ခပဲပေါ့နော်ဒါဆိုဒါဟိုဓမ္မစကြာမှာပြောမယ်ဆိုရင်တော့တန်ခိတ္တိနာပြစ္စုပါဒနဲ့ခန္ဓာဒုက္ခပေါ့နော်ဥပါဒံနဲ့ခန္ဓာ၅ပါးတို့ဒီဒုက္ခသစ္စာဖြစ်တယ်ဆိုတော့လေသိတယ်နောက်ကမေဃသစ္စာဆိုတော့ပေါ့ဒါတော့ဟိုတိလသမารီပညာပေါ့နော်ကျင့်စဉ်၃ပါးလုံးတစ်ပြိုင်တည်းပေါ့ပြီပေါ့ဒါကိုပြောချင်တာဆိုတော့ဒီမှာမေဃကြတော့ဒီလိုမျိုးကိစ္စလေးမျိုးလုံးပေါ်တယ်ရှေ့မှာကြတော့နုလောမတို့ဂေါထရဘူးနောလောမတို့ပရိကံတို့ကကြတော့မဟုတ်ဘူးပေါ့နော်သူကိစ္စတစ်ခုတည်းပဲသူကဆောင်ရွက်နိုင်တယ်ပေါ့နော်ဒီလိုပြောချင်တာကဲဟုတ်ပြီအဲဆို message ကြပြီးပြီ message ကြပြီးဆိုရင်တော့ကိုစိတ်ကလိုက်ပြီးစတိုက်ပေါ့နော်ဒါတော့ကြားလည်းမရှိဘူးနန္ဒရပစ္စည်းတမန္တရပစ္စည်းနဲ့လာမှာပေါ့လေဆို message တင်ကြပြီးနောက်မှာတိတ်ကပညာပုဂ္ဂိုလ်ဆိုရင်တော့ကိုစိတ်၃ချိန်မန္တပညာပုဂ္ဂိုလ်ဆိုရင်ကိုစိတ်2ချိန်အဲဒီနောက်မှာပုံဝင်နေကြဆိုရင်ဝိထိတင်လေးကိုကြည့်အောင်ဒါရှိတော့လည်းဒီဝိထိမှာလေ့လာခဲ့ပြီးသားပေါ့နော်ဆိုရင်မန္တပညာပုဂ္ဂိုလ်တိမညာဉာဏ်နှုတ်တဲ့ပုဂ္ဂိုလ်ပေါ့နော်ဆိုရင်ဘဝကသရဏဘဝင်ကုပိစေတာဒါတော့ထားလိုက်တော့ဒါဘဝင်နေမလို့ဒီကနေစပြီမနောရဝဇံပြီးရင်ပရိကံဥပဇာနုလောမဂေါထရဘူးမဲ့ပြီးလို့ချင်းဖိုးပေါ့ဖိုး2ကြိမ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ပရိကံပါတော့ဖိုးကဒီမှာ2ကြိမ်သာပဲသူကအချိန်ရတော့တယ်ပေါ့နော်ပြီးတော့ဘဝင်စကြနောက်တိတ်ကပညာပုဂ္ဂိုလ်မှာဆိုရင်ပရိကံမပါဘူးမပါတော့သူနေရာမှာဖိုး3ကြိမ်ကြာနော်ဒါဆိုရင်ဒါမဂ္ဂဝိထိပဲပေါ့နော်ဒါလည်းအောင်လို့သိပြီးသားပါကဲကောင်းပြီဒီမဂ္ဂဝိထိကြပြီးသွားပြီဆိုရင်မက်တွေဖိုးတွေပြီးသွားပြီဆိုရင်တော့တခါပစ္စဝခဏဝိထိဆိုတာပေါ်တယ်ပေါ့နော်ဆိုရင်မဂ္ဂဝိထိနောက်မှာဘဝင်ကြမယ်ပြီးတဲ့နောက်မှာပစ္စဝခဏဝိထိ5မျိုးဖြစ်ပြီပစ္စဝခဏ5မျိုးကပါတယ်ဆိုရင်တော့ငါသည်ဤမက်ဖြင့်နိဗ္ဗာန်ကိုရတယ်မက်ကိုဆင်ကျင်သောဝိထိကိုရတဲ့မက်ပေါ့နော်မသောရပတိမက်လားတဂရဂမိမက်လားအနာဂမိမက်လားအရဟတမက်လားကိုရတဲ့မက်ကိုပြန်ပြီးတော့ဆင်ကျင်တာနောက်ကမက်ရဲ့အကျိုးကိုရပြီဖိုးကိုပြန်ဆင်ကျင်တာပေါ့လေနောက်သူဆိုင်ရာဖိုးအကျိုးကိုပြန်လဲဆင်ကျင်ကြပြီးလို့ရှိရင်တော့နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုနိဗ္ဗာန်ကိုလည်းဆင်ကျင်တယ်ပေါ့လေနော်နိဗ္ဗာန်နဲ့ဒါတော့သူဆိုင်ရာမက်ကနိဗ္ဗာန်ပေါ့နော်တော့မတောရပတိမက်ဆိုရင်တော့သူကဟောပေါ့ဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုတဲ့နော်ကိလေသာကိုပယ်တာပေါ့ဒီနေရာမှာနိဗ္ဗာန်ဆိုကိလေသာပယ်တာကိုခေါ်တာပါနော်ကိလေသာပယ်တာကိုနိဗ္ဗာန်ခေါ်တယ်ဆိုတော့ကိုကသောတပတိမဲ့ဆိုရင်ဒါဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုတာကိုပယ်ပြီးသားပေါ့နော်ဒါကိုဆင်ကျင်လို့ရတယ်သဂရဂံဆိုရင်လည်းဒါပဲနာဂံဆိုတော့ဘုရားတော်ကကာမိသနာမိဝရဏတို့ဗျာဝဒနိဝရဏတို့ဒါကြီးဆက်ပယ်တာပေါ့နော်ဒီလိုလာအဲ့ကောင်နောက်နံပါတ်4ကကြတော့ဤမြတ်သောကိလေသာကိုပယ်ပြီးပြီဆိုတော့ဆင်ကျင်တာပယ်ပြီးသောကိလေသာကိုဆင်ကျင်တာဘုရားတော်သောတပတိမဲ့ဆိုရင်2မျိုးပေါ့ဒိဋ္ဌိနဲ့ဝိသိကိစ္စကျန်တာတော့မပယ်ရသေးဘူးပေါ့နော်ဆိုရင်သဂရဂံဆိုရင်တော့ဒါဒိဋ္ဌိနဲ့ဝိသိကိစ္စပဲเนาะတိုးတော့လေကျန်တဲ့နဲ့ကျန်တဲ့ကိလေသာတွေကိုပယ်တာเนาะဒါကနာဂံဆိုရင်တော့နောက်တော့ဒီနှစ်ဘူးပေါ့သောရပတိမက်ကပယ်ထားတဲ့ဒိဋ္ဌိဝိသိကိစ္စအပြင်ကိုပေါ့เนาะအမိစ္ဆနာနိဝရဏတို့ပြပါဒနိဝရဏတို့နောက်ဒီဒေါသနဲ့ပတ်သက်တဲ့ဥဒ္ဒစာတို့ကုက္ကုစာတို့ဒါတွေအကုန်လုံးပေါ့เนาะဒါတွေအကုန်လုံးပယ်ကဲကောင်းအဲ့ဒါပြီးတဲ့နောက်မှာနံပါတ်5ကကြတော့ဘယ်လောက်ကြံသေးသလဲဆိုတာကိုဆင်ခြင်တဲ့ဝိထိပေါ့နော်ဒီနေရာမှာတော့ဟိုခုနပြောသလိုပေါ့နော်ကိုမပယ်ရသေးတဲ့ကိလေသာတွေကိုပြန်ပြီးတော့ဆင်ခြင်ကြပါနော်အဲကောင်းဆိုတော့ဒီ5မျိုးကတော့ခုနမဲ့ဖူကြီးကြပြီးတဲ့နောက်မှာဖြစ်လိဖြစ်တာရှိတယ်ဆိုတော့အဲ့ဒီမှာ5မျိုးထဲမှာအထက်က3မျိုးပေါ့မက်ကိုဆင်ခြင်တာမိမိရတဲ့မက်ကိုဆင်ခြင်တာမိမိရတဲ့ဖို့ကိုဆင်ခြင်တာနဲ့မိမိရတဲ့နိဗ္ဗာန်ကိုဆင်ခြင်တာပေါ့နော်ဒီ3မျိုးကတော့မလွဲမသွေဖြစ်တယ်ကျန်တဲ့2မျိုးဘယ်လောက်ပဲကိလေသာဘယ်လောက်ပဲပြီးသွားပြီဘယ်ကိလေသာလေးပဲပြီးသွားပြီလဲဘယ်ကိလေသာလေးကျဉ်းကြံသေးတယ်လဲအဲ့ဒါကတော့တချို့ဆင်ခြင်နိုင်တယ်တချို့မဆင်ခြင်ဘူးပေါ့နော်ဒီလိုမျိုးပြောချင်တာအဲ့ကောင်တော့အခုဝိတ္တုဒ္ဓိနဲ့ပြောမယ်ဆိုရင်တော့ဒါညာနာတသနာဝိတ္တုဒ္ဓိပေါ့နော်
ဉာဏတနာဝိသုဒ္ဓိမှာဆိုရင်မဲ့ရဲ့ရှိမှရှိတဲ့အနုလုံကိုရောက်မယ်ဆိုအဝိသုဒ္ဓိ6ပါးပြည့်စုံတော့ဒါတော့ဟောပေါ့ဝိပဿနာနဲ့ပြောမယ်ဆိုရင်ပေါ့နော်ဝိပဿနာပြောမယ်ဆိုရင်တော့အနုလောမဉာဏ်ကိုရောက်ပြီဆိုရင်တော့ဒါအောက်ကဝိသုဒ္ဓိ6ပါးပြည့်စုံသွားပြီမဲ့ကိုရောက်ပြီဆိုရင်တော့ဒါဉာဏတနာဝိသုဒ္ဓိပြည့်စုံသွားပြီပေါ့နော်မဲ့4ပါးကကြတော့ဒါပိဋိဒစင်ကြယ်ပြီးတော့သစ္စာ4ပါးကိုဓာတ်ရိုက်သိစေတဲ့အတွက်ကြောင့်ဉာဏတနာဝိသုဒ္ဓိလို့ခေါ်တယ်ပေါ့နော်အဲ့ကောင်းအဲ့တော့ပြောလို့ဒါဝိပဿနာဉာဏ်နဲ့နော်ဝိသုဒ္ဓိ9ပါးနဲ့ပေါ့နော်ဒါကိုဒီအတူတကွနိုင်ရှင်ပြီးတော့လေ့လာခဲ့ကြတာပေါ့နော်ကဲအခုဒါနောက်ဆုံးပေါ့ဝိပဿနာဉာဏ်10ပါးလို့16ပါးလို့နော်ဒါလေးကိုလေ့လာကြဘာကြောင့်လဲဆိုတော့ဒီဉာဏ်16ပါးလို့10ပါးလို့ ਨੇ ဝိသုဒ္ဓိ9ပါးနဲ့ပေါ့နော်ဒါနောက်ဆုံးဒီလိုလိုဒီနိုင်ရှင်ပြီးတော့ကြည့်ကြဝိပဿနာဉာဏ်10ပါးရှိတယ်ဝိပဿနာဉာဏ်16ပါးရှိတယ်2မျိုးရှိတယ်ဒါတွေကဘာတွေကွာလဲလို့ကြည့်အောင်ဝိပဿနာဉာဏ်10ပါးမှာဆိုရင်တော့သူကတော့သမထနာဉာဏ်ကနေစတာနော်သမထနာဥဒပိယပင်ကပယအာဒီနဝနိဗ္ဗိဒဘုစိတုခမြတာပฏิပဒတော့တေခါရုပိကနဲ့အနုလောမဒါဝိပဿနာဉာဏ်10ပါးဝိပဿနာဉာဏ်16ပါးဆိုရင်တော့သူကဒီဟာတော့တူတယ်ပေါ့နော်ပူရာဘာတွေပူလဲဆိုရင်နာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဟဉာဏ်ဒါတကယ်လို့တချို့စာပေမှာဆိုရင်တော့ဝိပဿနာဉာဏ်10ပါးလို့ပြောရင်ဒီဉာဏ်တွေမပါဘူးပေါ့နော်16ပါးလို့ပြောမယ်ဆိုရင်တော့ဒီဉာဏ်တွေပါထည့်ပြီးတော့ရေးတယ်နာမရူပပရိစ္ဆေဒပစ္စယပရိက္ခကျွန်တော်တို့တူနုလောမတိတူပြီးတော့ Gottrebu ရှင်းမပြောခဲ့တယ်နော်အနုလောမက3မျိုးဉာဏ်3မျိုးပဲပါတယ်အနုလောမမှာပရိကံဥပ္ပဇာအနုလောမဒီဉာဏ်3မျိုးပဲပါတယ် Gottrebu မပါတော့ Gottrebu ဥပဒနာ16ပေါ်မှာကျတော့ Gottrebu ကတတခုမက်ကတခုပူဉာဏ်ကတခုပြစ္ဆွကနာဉာဏ်ကတခုဆိုတော့ဒီ4ခုပေါ့နော်ဒီ4ခုကပူလာတယ်ဝိပဿနာ16ပါမှာအပေါ်2ခုနဲ့အောက်4ခုနဲ့ပေါ့နော်ပူရင်ဒါဝိပဿနာဉာဏ်16ပါဝိပဿနာ10ပါးဆိုတော့ဒါတော့ပြောလိပြောတာရှိတဲ့ဉာဏ်10ပါးပေါ့နော်ကဲကောင်းဆိုရင်အခုဒါတွေကိုပြီးသွားတဲ့နောက်မှာဝိသုဒ္ဓိနဲ့ဝိပဿနာဉာဏ်10ပါး16ပါးတွေကိုဒါနှိုင်းရှင်ပြီးလေ့လာကြည့်ကြအောင်နံပါတ်1ဝိသုဒ္ဓိ9ပါးကသီလဝိသုဒ္ဓိသီလဝိသုဒ္ဓိမှာဉာဏ်တွေတခုမှမပါသေးဘူးပေါ့နော်သူကတော့မိမိရဲ့ဆိုင်ရာသီလတွေကိုမကြိုးမပေါက်မပြောင်းကြားရအောင်ထိမ့်သိမ့်တာစောင့်စည်းတာဒါသီလဝိသုဒ္ဓိဉာဏ်မပါသေးဘူးနောက်ဒီစိတ်တဝိသုဒ္ဓိလည်းတူတူပဲတမာတိအားကိုမြင့်နေပြီနော်ဒီဥပ္ပဇာတမာတိရောက်တယ်ဆိုရင်ဒါစိတ်တဝိသုဒ္ဓိခေါ်တယ်နော်အပ္ပနာတမာတိဆိုတော့ဒါတော့ပြောကြမလို့တော့ပေါ့နော်ဝိပဿနာမှာဆိုရင်တော့ခဏိကတမာတိအဆင့်အဲ့ဒါဆိုရင်ဒါစိတ်တဝိသုဒ္ဓိလို့ခေါ်တယ်ဉာဏ်မပါသေးပါဘူးဉာဏ်ကဒီမှာကျမှပါဒိဋ္ဌိဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိမှာဉာဏ်10ပါးမှာတော့မပါဘူးပေါ့နော်ဉာဏ်16ပါးတော့ပါတယ်နာမရူပပရိစ္ဆေဒဉာဏ်ဒီဒိဋ္ဌိဝိသုဒ္ဓိဖြစ်တယ်ကင်္ခဝိဒနာဝိသုဒ္ဓိဒါဉာဏ်10ပါးမှာမပါသေးဘူးပေါ့နော်ဒါကိုပစ္စယပရိက္ခဟဉာဏ်လို့ခေါ်တယ်ဆိုဒီနှစ်ခုကဝိပဿနာဉာဏ်မရောက်ခင်ကဉာဏ်2ပါးလို့ပြောကြတာပေါ့နော်10ပါးနဲ့ပြောမယ်ဆိုရင်ပေါ့ကဲကောင်းပြီဒါခုမက္ကဉာဏတတဝိသုဒ္ဓိဒီကြတော့မှဒါဝိပဿနာဉာဏ်ကစတယ်မက္ကဉာဏတတဝိသုဒ္ဓိဒီသမထနာဉာဏ်ဒါနေသရူပနဲ့တော့မြင်တာဥဒယပိယဉာဏ်ဖြစ်ပျက်ကိုမြင်တာအဲ့ဒီမြင်တဲ့အချိန်မှာသူကစပြီးတော့နာတော့ဥပကိရိတာတွေပေါ်တာပေါ့နော်ရှေ့ပိုင်းလေးမှာပေါ်ပြီပေါ့ကဲနိဗ္ဗာန်ဉာဏတတဝိသုဒ္ဓိဆိုအဲ့မှာလမ်းမှန်ကိုရွေးလို့လမ်းမှန်ဘက်ကိုရောက်လာပြီဆိုရင်ဒါဥဒယပိယဉာဏ်နောက်ပိုင်းရောက်ပြီနောက်ပိုင်းရောက်မယ်ပြီးပင်ကားတို့ဘယတို့အာဒီနဝတို့နိဗ္ဗိဒာမောစုကမြတာပฏิပဒါတို့သင်္ကာရုပ္ပကတော့အနုလောမအထိပေါ့နော်အနုလောမလည်းဉာဏ်3ပါးပါတယ်ပြောထားပြီးသားပေါ့နော်အဲကောင်းပြီဆိုရင်ပฏิပဒါဉာဏတတနာဝိသုဒ္ဓိဖြစ်တယ်ဉာဏ်10ပါးဒီဘက်ဉာဏ်16ပါးမှာလည်းအကုန်လုံးတူတူပဲပေါ့နော်နောက်ဆုံးတစ်ခုကကြတော့မှဉာဏတတနာဝိသုဒ္ဓိဉာဏတတနာဝိသုဒ္ဓိဒီဉာဏ်10ပါးမှာတော့မပါတော့ဘူးဘာလို့သူကမဲ့ဉာဏ်ပူဉာဏ်ဖြစ်သွားပြီနော်မဲ့ဉာဏ်ပူဉာဏ်ဖြစ်သွားပြီကြောင့်ဉာဏ်16ပါးမှာဆိုတော့ Gottrebu နဲ့မဲ့နဲ့ကိုဉာဏတတနာဝိသုဒ္ဓိလို့ခေါ်တယ်။ဒီမှာGottrebuလေးကိုဘိုးပြတာ
ဂေါတရဘူလေးကညာနာတဒနာဝိသုဒ္ဓိထဲမှာပါတယ်သူကနော်ဒါလေးကထူးခြားတယ်မက်ကတော့ရှင်းတယ်ပေါ့နော်ဒါတော့သိကြတယ်အဲ့ကောင်းပြီတော့အနုလောမကရှေ့ကညာ၃ပါးနော်ဂေါတရဘူကကြတော့ညာနာတဒနာတွေရောက်သွားပြီပေါ့နော်ပြီးတဲ့နောက်ပိုင်းကျတော့မှဝိသုဒ္ဓိအဆင့်ကတော့မရှိတော့ဘူးပေါ့နော်ခုနှစ်ပါးပြည့်သွားပြီအဲ့မှာဘာကြံလဲဆိုရင်ဖိုးနဲ့ပစ္စဝခဏကြံတယ်အဲ့ဒါဉာဏ်16ပါးမှာဆိုတော့ဖိုးနဲ့ပစ္စဝခဏပါတာပေါ့နော်ကဲကောင်းပါဒါတော့ဝိသုဒ္ဓိခုနှစ်ပါးဉာဏ်10ပါး16ပါးကိုဒါနှိုင်းရှင်းပြီးတော့ရှင်းပြတာဖြစ်ပါတယ်ကဲကောင်းပြီနှစ်ချုပ်ပါပြီဗျာဆိုရင်တို့ဒါဝိပဿနာကမ္မထာနဲ့ပတ်သက်လို့လေ့လာကြလို့များအကုန်လုံးကိုပြန်ပြီးနှစ်ချုပ်ကြည့်ဘာလေ့လာကြလဲဆိုရင်တိမတ်ဘွေက6မျိုးလေ့လာခဲ့တယ်ဝိသုဒ္ဓိ9ပါးလက္ခဏာ3ပါးအနုပဒနာ3ပါးဝိပဿနာဉာဏ်10ပါးဝိမောက္ခ3ပါးဝိမောက္ခမုခ3ပါးเนาะဒီ6မျိုးကိုဝိပဿနာကမ္မထမှာလေ့လာခဲ့ကြတယ်ဝိသုဒ္ဓိ9ပါးဘာတွေလဲဆိုရင်စိတ်တာတီလာစိတ်တာဒိဋ္ဌိကိင်္ဂဝိဒနာမကမကညာတနာဝိပညာညာတနာနဲ့ညာတနာဝိသုဒ္ဓိ9ပါးပေါ့เนาะနောက်တစ်ခုကကျတော့လက္ခဏာ3ပါးအနိစ္စဒုက္ခအနတ္တနုပဒနာ3ပါးအနိစ္စနုပဒနာဒုက္ခနုပဒနာအနတ္တနုပဒနာ3ပါးနောက်တစ်ခါဝိပဿနာဉာဏ်10ပါးဒါကအရှိမှလည်းပြောခဲ့ပြီးသားပေါ့နော်ဒီဉာဏ်10ပါးပြီးလို့ရှိရင်တော့ဝိမောက္ခ3ပါးဝိမောက္ခတော့ဒါဒီမက်တွေပေါ့နော်တုံညတဝိမောက္ခဒါတော့နိဗ္ဗာန်ပေါ့လေတုံညတဝိမောက္ခအနိမိတ်တဝိမောက္ခအပနိဟိတဝိမောက္ခဒါတော့ဝိမောက္ခ3ပါးဝိမောက္ခရောက်စီတတ်သောဝိပဿနာဉာဏ်မုခ3ပါးတကားဝ3ပါးပေါ့နော်တော့နိဗ္ဗာန်ရောက်စီတဲ့တကား3ပါးကတော့တုံညတအနုပဒနာအနိမိတ်တအနုပဒနာအပနိဟိတအနုပဒနာဖြစ်ပါတယ်ဒါတော့တုံညတနဲ့ပြောတာပေါ့နော်တကယ်လို့များအနိစ္စဒုက္ခနဲ့ပြောမယ်ဆိုရင်တော့တုံညတကတော့ဒါအနတ္တနုပဒနာပေါ့နော်အနိမိတ်တနုပဒနာကတော့ဒါအနိစ္စနုပဒနာပေါ့နော်အပနိဟိတနုပဒနာကတော့ဒါဒုက္ခနုပဒနာနော်တူတူပဲပေါ့နာမည်သာပြောင်းတယ်ဒီအဓိပ္ပာယ်အတူတူပါပဲပေါ့ဒါဝိမောက္ခ3ပါးနောက်ဆုံးကတော့ဝိသုဒ္ဓိ9ပါးနဲ့ဉာဏ်စဉ်10ပါး16ပါးပေါ့နော်ဒါတွေကိုအစဉ်စဉ်လေ့လာခဲ့ကြဖြစ်ပါတယ်ကျန်တာကတော့ဒါလိုလေ့ကျင့်ခန်းကြီးပေါ့နော်လေ့ကျင့်ခန်းကြီးတော့ထားလိုက်ပါဗျာ